အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုထဲမှာတင့်ရဲ့တနေ့တာအစီတက်လိုအပ်ချက်ပမာဏကဘယ်လောက်ရှိရလဲပေါ့နော်အစီတက်ရဲ့အကျိုးအာနိသင်ကဘာတွေလဲတနေ့တာအစီတက်လိုအပ်တဲ့ပမာဏပြေဝဖို့အတွက်ဘယ်လိုစားတောက်သင့်တယ်လဲပေါ့နော်ဒီစီဖို့ရအတွက်ဒီဗီဒီယိုကနေတစ်စင်းပြပြပေးသွားမှာဖြစ်ပါတယ်အစီတက်ဟာဆိုလို့ရှိရင်ဒီခန္ဓာကိုယ်လှုပ်ရှားသွားလာရဲ့အတွက်လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်တယ်ပေါ့နော်ပြီးရင်အစီတက်1 gram မှာ9 ကီလိုရီအပူဓာတ်ကိုဖြစ်စေတယ်ပေါ့နော်အစီတက်ကိုလည်းတလိပ်ဆန်ရရတယ်အစီတက်နဲ့အတိရွက်ကနေရတဲ့အစီတက်ဆိုပြီးတော့နှစ်မျိုးပြန်ပြီးတော့ခွဲခြားထားတာကိုတွေ့ရတယ်ပေါ့နော်တလိပ်ဆန်ရတဲ့အစီတက်ကဘာတွေလဲဆိုလို့ရှိရင်ထောပတ်တင်ကဲမလိုင်ပေါ့နော်ဥအမျိုးမျိုးပြီးရင်ဝက်စီအမဲစီတားငါးစီပေါ့နော်အဲ့ဒါတွေဖြစ်ပြီးတော့ဒီတလိပ်ဆန်ရတဲ့အစီတက်ထဲမှာပျော်ဝင်တဲ့ဗိုက်တာမင်ကကြတော့ A နဲ့ D ဖြစ်တာကိုတွေ့ရတယ်ပေါ့နော်အတိရွက်ကရတဲ့အစီတက်ကကြတော့နန်းစီပေါ့နော်ပဲစီခွဲနူးစီအုံးစီမုံငင်းစီစတဲ့အသီးနှံတွေရတဲ့အစီတွေဖြစ်ပြီးတော့အသီးရွက်ကရတဲ့အစီတက်ထဲမှာပျော်ဝင်တဲ့ဗိုက်တာမင်ကကြတော့ E နဲ့ K ပေါ့နော်အဲ့ဒါဖြစ်တာကိုတွေ့ရတယ်အစီတက်ဟာဆိုလို့ရှိရင်ဒီခန္ဓာကိုယ်တွင်းကိုရောက်သွားတဲ့အခါမှာအစစ်စစ်ကြည်ပြတ်ပြီးသွားတဲ့နောက်မှာသူက fatty acid အဖြစ်ကိုပြောင်းသွားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်အတွက်တကယ်လိုအပ်တဲ့ fatty acid ကများသောအားဖြင့်ဟီသီရွက်ကနေရတဲ့အစီတက်မှာပါဝင်တာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လို့အစီတက်မှာပျော်ဝင်တယ်ခုနကဗိုက်တာမင် A D E D လေးမျိုးစလုံးရဲ့တကယ်လိုအပ်တဲ့ fatty acid တွေချို့တဲ့မှုမဖြစ်စေဖို့ရအတွက်ဆိုလို့ရှိရင်အစီတက်နှစ်မျိုးစလုံးကိုပေါ့နော်လုံလုံလောက်လောက်ညတာစားသုံးပေးဖို့လိုအပ်တယ်ပေါ့နော်အစီတက်ကိုစားသုံးခြင်းအဖြစ်ဘလို့အကျိုးအာနိသင်တွေရစီလဲဆိုရင်ခန္ဓာကိုယ်လှုပ်ရှားသွားလာရေးအတွက်လိုအပ်တဲ့အပူဓာတ်ပေါ့နော်အစီတက်ထုတ်ပေးနိုင်ရန်အတွက်ဒီအစီတက်ဟာဆိုလို့ရှိရင်ဒီအရည်ပြားရဲ့အောက်မှာပေါ့နော်သူကထိမ့်သိမ်းထားတယ်ပြီးရင်လိုအပ်မှပဲဒီအပူပေါ့နော်ထုတ်ပေးတယ်ပြီးတော့သူကအစီတက်ဟာဆိုလို့ရှိရင်ကြစ်လေးလေးတိတ်လေးနဲ့ဒီရေပြားအောက်မှာတည်ရှိနေတဲ့အတွက်ကီလိုရီကိုပုံမပေးစမ်းနိုင်စမ်းလည်းရှိတယ်ပေါ့နော်ပြီးတော့အစီတက်ကများသောအားဖြင့်ဒီ1 byte အရေပြားအောက်ပေါ့နော်1 byte အတွင်းမှာရှိတဲ့1 ring ကလေးစားတွေမှာသူကအကာအကွယ်အဖြစ်နဲ့တာဝန်ယူပေးတာကိုတွေ့ရတယ်ပေါ့နော်1 byte အတွင်းမှာအစာချေပြတ်မှုအတွက်လည်းအပူဓာတ်ကိုထုတ်ပေးတယ်ပေါ့နော်အဲ့တော့အသက်20ကနေ60အတွင်းအမျိုးသားတွေမှာဆိုလို့ရှိရင်အစီဓာတ်ရဲ့တနေ့တာလိုအပ်တဲ့ပမာဏက2400ကီလိုပြီးအမျိုးသမီးတွေလည်းအဲ့ဒီပမာဏပဲပေါ့နော်ဂရမ်အားဖြင့်ဆိုရင်24 ဂရမ်လိုအပ်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ထမင်းချက်ပြုတ်စားတောက်တဲ့အခါမှာခုနအသီးရွက်ကရတဲ့ပဲစီနှမ်းစီတစ်မျိုးမျိုးနဲ့ချက်ပြုတ်တယ်ပေါ့နော်အသားဟင်းတွေချက်တဲ့အခါမှာလည်းအသားငါးကနေထွက်တဲ့အစီတစ်ခုခုရတယ်ပေါ့နော်ပြီးရင်ထောပတ်တွေတင်ငဲတွေမလိုက်နေဘူးသူကဖြစ်ဆွက်စာအနေနဲ့စားပြီးမယ်ပြီးရင်ဟင်းအလျာထဲမှာလဲပေါ့နော်ဥတစ်မျိုးမျိုးပေါ့နော်ဥမာကြက်ဥပဲဥထည့်သွင်းစားသုံးခြင်းအပြင်တနေ့တာအစီတက်လိုအပ်ချက်ပမာဏကပြည့်မီသွားမှာဖြစ်တဲ့အကြောင်းကိုပြောပြရင်းနဲ့